number 3ချက်ချွင်းချက်ပေါ့နော်ဆိုရင်ချွင်းချက်ခါကြတော့ IU yo UI ဝေးပေါ့နော်ဆိုရင်ဒီစာလုံးလေးဖြစ်လို့ရှိရင်အနောက်စာလုံးပေါ့ပဲတင်မယ်နော်ဒီစာလုံးလေးဖြစ်လို့ရှိရင်ပဲတင်မယ်အနောက်စာလုံးဟုတ်ပြီဆိုရင်ဥပမာတယုတ်ပြုံးဆိုပဲတင်မယ် U ပေါ့တင်မယ်တဝေးသွေးဆိုပဲတင်မယ် I ပြီးရင်ထဝေးထွေးဆိုပဲတင်မယ် I နော်အနောက်စာလုံးပေါ့တင်မယ်လက်ယုံယုံဆိုပဲတင်မယ် U နော်ဒီနေ့တော့တမပါပဲ